social media ပေါ်မှာမျက်နှာဖုံးများလူတိုင်းဘဝတွေက Facebook မှာလောက်ပြောစရာမကောင်းပါဘူးဘယ်သူမှကိုယ့်ရဲ့အိမ်ထောင်ရေးလူမှုရေးစီးပွားရေးပြဿနာတွေကိုထုတ်မပြချင်ကြပါဘူးတပ်ပုံတွေ10ပုံလောက်ရရင်တောင်အကောင်းဆုံးအလှဆုံးလို့ထင်တဲ့ပုံတွေကိုပဲရွေးပြီးပို့တင်ကြတယ်လို့ပေါ့ကျွန်တော်အပါအဝင်လူတော်တော်များများကသူတို့ပြချင်တဲ့ဘဝအစိတ်အပိုင်းလေးတွေကိုပဲ Facebook မှာထုတ်ပြနေကြတာပါအဲ့ဒါတွေကိုကြည့်ပြီးသူတို့ဘဝတွေကအေးချမ်းလိုက်တာတာယာလိုက်ကြတာချမ်းသာလိုက်ကြတာဆိုပြီးအားမကြပါနဲ့အပြင်ကဘဝတွေနဲ့ social media ပေါ်ကဘဝတွေကတူတာရှိပေမဲ့ထုတ်မပြကြတဲ့ပြဿနာတွေလည်းရှိပါတယ်အကုန်လုံးကိုမဆိုလိုပါဘူးတချို့ကိုပြောတာပါကျွန်တော်အတိတထေးတယောက်ရှိတယ်သူ့ကုမ္ပဏီရဲ့လစဉ်ဝင်ငွေက1500ရှိတယ်အကောင်းစားအိမ်နဲ့အကောင်းစားကားနဲ့စားလိုက်ရင်လည်းအဆင့်မြင့်ဟိုတယ်တွေမှာပေါ့လူတွေကလည်းသူ့ကိုယူနေကြတယ်ချစ်ခင်ကြပါတယ်ဒါပေမဲ့သူ့လုပ်ငန်းရဲ့ထွက်ငွေကတစ်လောက်1800လောက်ဖြစ်နေတယ်စီမံခန့်ခွဲမှုညံ့လို့ပဲပြောကန်ဆိုးတယ်ပဲပြောပါပဲပြောသူ့မှာတစ်လ1500ဝင်နေပေမဲ့လူတိုင်း300ဆုံးရှုံးနေတယ်လူများအမြင်မှာသူ့ဘဝကြီးကတာယာလိုက်တာအဆင်ပြေလိုက်တာသူ့လိုနေရရင်ဘယ်လောက်ကောင်းမလဲလို့အားကြနေကြပေမဲ့သူကတော့အကျွေးကင်းပြီးတစ်လောက်300လောက်မဆုံးရှုံးတဲ့အပူပင်နေတဲ့ခမားတို့ကျွန်တော်တို့လိုတာမန်ဘဝတွေကိုပြန်အားကြနေတာပါလူဘဝကရှုပ်ထွေးပါတယ်မြင်သမျှကိုမယုံပါနဲ့မြင်စေချင်တာတွေပဲပြနေကြတာပါပေးပတ်ဝန်းကျင်ကတင့်ကိုမြင်စေလိုတာတွေပြနေတာကိုအားမကြပါနဲ့သူတို့နဲ့လိုက်မရှင်ပါနဲ့လူတိုင်းမှာပြဿနာရှိပါတယ်ထုတ်မပြကြတာပါအဲ့ဒါကိုငါ့မှာပဲဒီပြဿနာတွေရှိနေတယ်လို့မတွေးပါနဲ့အားလုံးသူ့ပြဿနာနဲ့တူပါစိတ်ဓာတ်မကြပါနဲ့မတေမချင်းပြဿနာကတစ်ခုပြီးတစ်ခုလာနေအောင်ပါပြဿနာမရှိတဲ့လူဆိုတာမရှိပါဘူးဓမ္မရကနေလယ်ဓမ္မအထိပြဿနာရှိကြပါတယ်ပြဿနာရှိလို့စိတ်ညစ်ရမယ်ဆိုရင်ဘယ်တော့မှပျော်ရမှာမဟုတ်ပါဘူးပြဿနာရှိလဲပျော်အောင်နေတတ်အောင်ကြိုးစားပါတင်းဘဝကိုတင်ပျော်နေဖို့ကအရေးကြီးဆုံးပါရှိနေတဲ့ပြဿနာကိုဖြေရှင်းရင်းနဲ့ဘဝကိုနေ့တိုင်းပျော်ပျော်ရွှင်ရွှင်ကျန်းကျန်းမာမာဖြတ်တန်းနိုင်ကြပါစေ